ကစားပွဲတွေကိုအမျိုးအစားခွဲကြည့်မယ်ဆိုလို့ရှိရင် tactical game နောက်တစ်ခုက positional game နောက်တစ်ခုက combinational game ဆိုပြီးတော့ဒီလိုမျိုးအမျိုးအစားသုံးမျိုးခွဲလို့ရတယ်tactical game တွေဆိုတာတော့ပင်တို့double tap တို့စသည်ဒီလိုမျိုးtactic တွေကြောင့်အရှုံးနိုင်ပေါ်တဲ့ကစားပွဲတွေမျိုးကိုပြောတာနောက်တစ်ခုကကျတော့အဲ့ဒီကနေတစ်ဆင့်တက်လာပြီဆိုလို့ရှိရင် positional game တွေ positional game တွေကကျတော့ခုနကပြောသလို tactic တွေကြောင့်အနိုင်ရှုံးတွေပေါ်တဲ့ဟာမဟုတ်ဘဲနဲ့မပုံနှလုံးသားလို့ရှိရင်အနိုင်ရအောင်ကစားလို့ရတယ်ဆိုတဲ့အနေအထားမျိုးတွေဖန်တီးပြီးတော့ကစားတဲ့ဟာမျိုးတွေကို positional game လို့ပြောချင်တာပေါ့နောက်တစ်ခုကအဲ့ဒီကနေတစ်ဆင့်ပို့ပြီးတော့တက်သွားပြီဆိုလို့ချင်းကျတော့ combinational game ဆိုတဲ့အဆင့်ကိုရောက်လာတယ်အဲ့ဒီဟာကျတော့ခုနကပြောခဲ့တဲ့တက်ပိုင်းတွေလည်းပါတယ်နောက်တစ်ခုက positional ပိုင်းတွေလည်းပါတယ်နှစ်ခုစလုံးကိုရောသမမွေထားတယ်လို့ပြောလို့ရတယ်ဒီအဆင့်ကကျတော့လွယ်တော့မလွယ်တော့ဘူးပေါ့ဒီလိုမျိုး game ၃မျိုးရှိတဲ့နေရာမှာတကယ် beginner တွေ intermediate level အဆင့်တွေကကျတော့ tactic အကြောင်းပဲအနိုင်ရှုံးနေပေါ်တဲ့လူတွေများတယ်နောက်တစ်ဆင့်သူကနေပြီးတော့တစ်ဆင့်ပြန်တက်သွားလို့ရှင်တော့ခုနပြောတဲ့ position နဲ့အကြောင်းအနိုင်ရှုံးပေါ်ကြတယ်ပေါ့အဲ့ဒီကနေတစ်ဆင့်တက်သွားလို့ရှင်တကယ်ဆရာကြီးအဆင့် master အဆင့်တွေ expert အဆင့်တွေကျတော့ combinational game တွေကိုကစားကြတယ်ဆိုလိုချင်တာက combinational game တွေကိုကစားတဲ့အခါမျိုးကျတော့တကယ်ကြဆရာကြီးအဆင့်တွေမှာဆိုလို့ရှိရင် tactic တစ်ခုချင်းစီကိုတွေးဖို့ဆိုတာကတော်တော်လေးကိုမလွယ်တဲ့ကိစ္စဒါပေမဲ့အဲ့ဒီတက်တဲ့အပိုင်းမှာတကယ်ကိုကျွမ်းကျင်ထားတဲ့ပုံကိုယ်တွေကကျတော့တက်တစ်ခုနဲ့ပေါင်းထားပြီး combination တွေပေါ့အဲ့ဒီဟာတွေနဲ့အများကြီးစုပေါင်းပြီးတော့ကစားတဲ့ကစားကွက်တွေကိုသူတို့မြင်အောင်လည်းဖန်တွေ့အောင်လည်းဖန်တီးနိုင်တယ်ပေါ့အဲ့ဒီဟာမျိုးတွေကိုပဲ combination နဲ့ game တွေလို့ဒီလိုမျိုးပြောချင်တာ tactical game တွေဆိုတာတခြားအဆင့်တွေမှာဖြစ်တာမဟုတ် beginner တွေနဲ့ intermediate တွေမှာဖြစ်တာbeginner အဆင့်နဲ့ intermediate အဆင့်တွေမှာဖြစ်တာဆိုလိုချင်တာကတော့အဆင့်နဲ့လက်ရည်အစွမ်းရည်မြင့်နေတဲ့ကစားသမားတွေမှာဆိုလို့ရှိရင်ဒီတက်တက်ကြောင့်နိုင်နေရှုံးနေဆိုတာတွေဖြစ်ပေါ်တတ်တယ်လို့ပြောချင်တာပါပဲအဲအကြောင်းနံပါတ်1အနေနဲ့အရေးကြီးဆုံးကတော့တက်ပဲအမှတချို့ကစားသမားငယ်တွေပြောကြတဲ့ဟာတွေရှိတယ်ပေါ့အဖွင့်ငိုင်းတွေကကိုယ်ကနေနေတာဘာညာပြီးကွာစသည်ဒါမျိုးလေးတွေရှိတယ်မဟုတ်ဘူးလားဆိုတော့လည်းဟုတ်ပါတယ်ဒါပေမဲ့အဖွင့်ပိုင်းနေတာတစ်ခုလေးနဲ့ကြောင့်ရှုံးရတာကနဲပြီးတော့တက်တွေကိုနားမလဲလို့မမြင်မိလိုက်လို့ရှုံးရတာကများပါတယ်ဒါကြောင့်နံပါတ်1ဖြစ်တဲ့အခြေခံကိုတက်လို့ပြောချင်တာပါopenပိုင်း middle ပိုင်းendgame ပိုင်းဒီလိုမျိုးတွေမျိုးစားတွေခွဲတဲ့တဲမှာကိုပဲဒီ3ပိုင်းထဲမှာကိုပဲတခြားကြောင်ရှုံးတာတဲ့တက်တွေကိုမမြင်မိလို့ရှုံးတာကများပါတယ်အထူးသဖြင့်ဆိုလို့ရှိရင် night crowd ကိုမမြင်မိလို့ရှုံးတာမျိုးစသည်ပေါ့ဒါမျိုးလေးတွေကိုပြောလို့ရပါတယ်ဒီနေရာမှာတက်ကဒီလောက်ထိတန်ဖိုးရှိသလားလို့တဆင့်တက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်အမှMickey Masa ဆိုတဲ့ပုဂ္ဂိုလ်က rapid chat improvement ဆိုတဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့ကျတော့ဒီတက်တွေကိုပဲ in-time R-time နဲ့အထက်ကလေ့ကျင့်မယ်ဆိုလို့ရှိရင်ကစားသမားတယောက်က expert အဆင့်ကိုရောက်နိုင်ပါတယ်လို့ဒီလိုပြောပါတယ် Russian လူမျိုးတွေဟာဆိုRussian လူမျိုးကစားသမားတွေဆိုလို့ရှိရင်ဒီတက်ကိုပဲအထက်အခါလေ့ကျင့်တက်အခါ in-time R-time လေ့ကျင့်နေပြီးတော့တကယ်အဆင့်မြင့်တဲ့ကစားသမားတွေဖြစ်သွားကြတယ်လို့ဒီလိုပြောပါတယ်စကားလေးတစ်ခုနဲ့သူတို့ရှိပါတယ်လေ99%ကတက်ဖဲဆိုတဲ့ဒီလိုမျိုးပြောတဲ့ဟာလေးတွေပေါ့ဒါဟုတ်တာမဟုတ်တာခဏပေးချိန်အဆင့်နေကစားသမားတွေကတက်ကြောင်ရှုံးနေနိုင်နေဆိုတာကိုဖြစ်တတ်တော့ကျွန်တော်တို့အဆင့်နေသမားတွေအနေနဲ့ဒီဟာကိုအခြေခံ foundation အနေနဲ့ကောင်းကောင်းချထားဖို့လိုပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် basic channel ဘိုင်းတွေကိုတော့အများကြီးရတယ်ဒါပေမဲ့ဘာမှမဟုတ်ဘဲနဲ့ဒီတက်ဘိုင်းလေးလွတ်သွားတာနဲ့အနိုင်ရှုံးဖြစ်ပေါ်သွားမယ်ဆိုလို့ရှိရင်ဒါ A1 နဲ့ဆရာကောင်းပါတယ်တက်တွေကိုအကြောင်းကိုပြောတဲ့အခါကျတော့တက်နဲ့ combination ဆိုပြီးတော့ဒီနှစ်ခုကိုနည်းနည်းပါးပါးခွဲပြောမှအဆင်ပြေပါတယ်တက်ဆိုတာကတွေ့နေကြဖြစ်တဲ့night crowd လိုဟာမျိုးဒါမှမဟုတ်night crowd နဲ့အမျိုးအစားတူတဲ့ double attack တွေ double threat တွေပေါ့အဲ့ဒီဟာမျိုးတွေကိုပဲတက်လို့ပြောရမှာပြောမယ်ဆိုလို့ရှိရင်တစ်ခုချင်းသီးသန့်ပေါ့ပင်တို့ခေါင်း fall တို့ဒါမျိုးတွေတစ်ခုချင်းစီကိုပဲတက်လို့ပြောတာပါနောက်တစ်ခုကသူအဆင့်မြင့်သွားတယ်ပြောမယ်ဆိုလို့ရှိရင်အဲ့တက်တွေ2မျိုး3မျိုးစသည်စုပေါင်းပြီးတော့ပါဝင်နေတဲ့ဟာကိုကျတော့ combination လို့ဒီလိုမျိုးသုံးလိုက်ပါတယ် combination တွေကိုကြည့်လိုက်ပြီးနောက်တစ်ခုအသေးစိတ်တွေခွဲကြည့်လိုက်ပဲဆိုလို့ချင်းကျတော့ဒီထဲမှာတက်တွေပဲစုပေါင်းပြီးတော့ပါဝင်နေတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီဟာလေးကိုလည်းတက်နဲ့ combination လို့ဒီလိုမျိုးခွဲပြီးတော့ပြောနေပါရှိပါတယ်ခုနပြောတဲ့ပင်တွေ for တွေကိုကျတော့ tactical motive လို့ဒီလိုမျိုးသုံးနေကြည့်ကြပါတယ်စစ်တွင်ကစားပွဲတစ်ခုရဲ့နောက်ဆုံးပန်းနိုင်ကနေစပြီးတော့ပြောရမှာပါပဲနောက်ဆုံးပန်းနိုင်သိတဲ့အတိုင်းပဲ king ကိုရအောင်ယူတာပဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကစားပွဲမှာကိုယ့်ဘက်ကအယုတ်တွေနဲ့သူ့ဘက်ကအယုတ်တွေကိုလဲပြီးတော့အမျက်ရအောင်လဲတဲ့သဘောလို့ပြောလို့ရပါတယ်အမျက်ထုတ်တာပေါ့ဒီ
ဒီလိုအမြတ်ထုတ်တဲ့နေရာမှာကိုယ့်ဘက်ကတန်ဖိုးနေတဲ့ဟာလေးနဲ့တစ်ဖက်လူရဲ့တန်ဖိုးများတဲ့ဟာကိုလဲလှယ်နိုင်ပြီဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒါအနိုင်ရတော့တာပါပဲဒီလိုမျိုးတန်ဖိုးဖြတ်ဖို့ရအတွက်ဒီလိုမျိုးအယုတ်တရတန်ဖိုးတွေကိုဖြတ်ဖို့ရအတွက်ဟိုးရှိတုန်းကနေကအထိုက်တဲ့တန်ဖိုးလေးတွေသတ်မှတ်ပြထားတဲ့ဟာလေးတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုတော်တော်များများလဲသိထားပြီးသားဖြစ်လိမ့်မယ်လို့ထင်လို့ဒီနေရာမှာမပြောတော့ပါဘူးခုနောက်ပိုင်းမှာပဲနာမည်ကြီးတဲ့ chess engine ကိုမိုတိုဖန်တီးတဲ့ Larry Kaufman ရဲ့တန်ဖိုးဖြတ်မှုလေးတွေစိတ်ဝင်စားစရာကောင်းမယ်လို့ထင်ပါတယ်အဲ့ဒီဟာလေးကိုပဲဒီနေရာမှာပြောချင်ပါတယ်မြင်တဲ့အတိုင်းပဲအခုဒီဇာတ်ရထဲမှာဆိုလို့ရှိရင်သူကပွန်တန်ဖိုးနဲ့တွားပါတယ်အမှပွန်တစ်လုံးဆိုလို့ရှိရင်ပွန်တစ်လုံးတန်ဖိုးရှိပါတယ်အမှ knight တို့ bishop တို့ဆိုလို့ရှိရင်သူက 3.25 တန်ဖိုးရှိတယ်လို့ဒီလိုသတ်မှတ်ပါတယ် rook ဆိုလို့ရှိရင်5ပွန်5လုံးတန်ဖိုးရှိတယ်နောက်တစ်ခုက queen ဆိုလို့ရှိရင်တော့9.75ပေါ့75တန်ဖိုးရှိတယ်လို့ဒီလိုသတ်မှတ်ပါတယ်နောက်တစ်ခုက king ဆိုတာကတော့exchange value အလဲလုံးမဲ့တန်ဖိုးအနေနဲ့ပြောလို့မရဘူးပေါ့ဒါပေမဲ့ fighting value ဆိုလို့ရှိရင်တော့အမှအထူးသဖြင့်အန်ဂိမ်းလိုဟာမျိုးတွေမှာဆိုတွေ့တတ်တဲ့ fighting value ပေါ့တိုက်ခိုက်မှုစွမ်းရည်ဆိုလို့ရှိရင်တော့ပုံလေးလုံးကန်လို့ဒီလိုမျိုးပြောလေးရှိကြပါတယ်နောက်တစ်ခုထူးခြားတာကတော့ bishop နှလုံး bishop စုံရဲ့တန်ဖိုး bishop တုံစုံရဲ့တန်ဖိုးကိုကြတော့နှစ်ခုပေါင်းလိုက်ပြီးဆိုလို့ရှိရင်သူကပုံဝက်တန်ဖိုးတက်လာတယ်လို့ပြောလို့ရှိပါတယ်ဆိုလိုချင်တာကကိုယ့်စီမှာ bishop နှလုံးစလုံးရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီနှလုံးစလုံးစုပေါင်းရဲ့တန်ဖိုးကခွန်ရှိမယ်လို့ပြောတာပါဒီတန်ဖိုးတွေသိတာကဘယ်နေရာမှာအသုံးကျသလဲဆိုလို့ရှိရင်ကစားရုပ်တရုပ်နဲ့တရုပ်လဲလှယ်တဲ့အခါမှာတေချာပေါက်တန်ဖိုးတက်လို့ရပါတယ်ဒါမှသာကိုယ့်ဘက်ကရှုံးသလားကိုယ့်ဘက်ကနိုင်သလားဆိုတာကိုစဉ်းစားလို့ရမှာပါတခါတလေမှာစိတ်ထဲမှာအယုတ်တရုပ်ကိုတီးတီးတန်းတန်းကြိုက်တဲ့ဟာမျိုးတွေရှိပါတယ်ငါကတော့ night ကိုအချမပေးနိုင်ဘူးငါတော့ bishop ကိုအဆုံးရှုံးမခံနိုင်ဘူးစသဖြင့်တခါတလေမှာကျတော့အဲ့ဒီစိတ်တဲ့ကြောင့်ပဲလဲလှယ်တဲ့နေရာမှာကိုယ့်ဘက်ကတန်ဖိုးညာရပြီးမြင်မလဲလှယ်ဖြစ်တဲ့ဟာတွေရှိပါတယ်တချို့ဆိုလို့ရှိရင်ရှုံးတတ်တဲ့ဟာတွေရှိပါတယ်ဒါကြောင့်ဒီတန်ဖိုးတွေကိုစိတ်ထဲမှာတရားမှတ်ထားပြီးတော့လဲစရာရှိပြီဆိုလို့ရှိရင်အသေးချာတွက်ပြီးတော့ဒါလဲလှယ်ဖို့လိုတယ်လို့ပြောလို့ရပါတယ်ဒီလိုမျိုးတန်ဖိုးတွေကိုသိထားတာကဘယ်နေရာမှာသုံးကြလဲဆိုလို့ရှိရင်အမှကစားရုပ်တရုပ်နဲ့တရုပ်လဲလှယ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကလဲတင်သလားမလဲတင်ဘူးသလားစဉ်းစားတဲ့နေရာမှာအများကြီးတန်ဖိုးရှိပါတယ်တော်တော်များများတက်တဲ့အကြောင်းကိုပြောတဲ့နေရာမှာပဲဖြစ်ဖြစ်တခြားနေရာတွေမှာပဲဖြစ်ဖြစ်ဒီလိုမျိုးတန်ဖိုးတွက်ချက်မှုနဲ့ပတ်သက်ပြီးတော့ပြောတဲ့ဟာကနည်းတယ်လို့ဖြစ်နေပါတယ်ဒါကြောင့်လည်းဒီနေရာမှာတည်တည်တန်းတန်းအနေနဲ့ထည့်သွင်းပြီးတော့တင်ပြပေးထားတာပါဒါမျိုးကို counting lesson လို့ပြောပါတယ် counting တန်ဖိုးတွက်ချက်တယ်လို့ပဲဆိုပါစို့ပထမဆုံးရုပ်ပုံတစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့မှာအနက်ပုံလေးကိုအဖြူဖြစ်ရှုပ်ကစားတော့မှာအဲ့မှာစားလို့ရမရစဉ်းစားလို့ရှင်စားလို့ရပါတယ်ဒါပေမဲ့ဒုတိယပုံကိုကြည့်လိုက်မယ်ဆိုလို့ရှင်တော့စားလို့မဖြစ်ပြန်တော့ဘာလို့ဆိုတော့တန်ဖိုးချင်းရကွာသွားပြီကိုကပုံတစ်လုံးပဲရမှာကိုကပြန်ပေးမှာက bishop တစ်လုံးဒီတော့အနက်သမားအနေနဲ့ဆိုလို့ချင်းတန်ဖိုးက 2.25 လောက်ထိအမျက်ထွက်သွားမှာဒါအကြမ်းမြင့်ပေါ့ဒါပေမဲ့ပုံ3မှာကိုကြည့်လိုက်ပြီဆိုလို့ချင်းကြတော့အဖြူသမားမှာအယုတ်က2ရုပ်ရှိသွားပြီကိုယ့်ဘက်ကအနက်သမားကခုခံကာကွယ်ပေးထားတာက1ရုပ်တည်းဒါဆိုလို့ရှိရင်ကိုယ့်ဘက်ကစားလို့ရတယ်ကိုယ့်ဘက်ကတန်ဖိုးတွေအများကြီးရမယ်လို့ပြောလို့ရပါတယ်ဒီလိုမျိုးနေရာတွေမှာဘယ်ဟာကိုအရင်စားမယ်ဘယ်ဟာကိုနောက်မှစားမယ်ဆိုတဲ့ဟာတွေတတိထားဖို့လိုပါတယ်ဥပမာဒီလက်ရှိပုံစံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဖြူသမားအနေနဲ့ဘယ်ကနေစားပြဿနာမရှိဘူးလို့ဆိုပါစို့မတန်ဖိုးက 3.25 တွေရှိတဲ့အရာတွေကြီးတယ်ပဲဒါပေမဲ့အနက်သမားဘက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တစ်ခုက 3.25 တန်ဖိုးရှိပြီမယ်နောက်တစ်ခုကအနည်းဆုံးစားလို့ရတဲ့နောက်တစ်ခုကကျတော့ 9.3 9.5 တန်ကြီးရှိတယ်ကွင်းကြီးဖြစ်နေပါတယ်ဒီနေရာမှာဆိုပါစို့အဖြူသမားကအယုတ်တရုပ်နဲ့စားလိုက်တယ်အဲ့ဒီအခါမှာအနက်သမားကကွင်းနဲ့အရင်စားမယ်ဆိုလို့ရှိရင်အဖြူသမားပြန်ပြီးတော့အဲ့ကွင်းကိုစားမှာပါအဲ့ဒါဆိုလို့ရှိရင်တန်ဖိုးချင်းတွက်ချက်ကြည့်လို့ရှိရင်အများကြီးကွာသွားပါပြီအဖြူသမားအနေနဲ့တန်ဖိုးကခွန်နီးပါးလောက်ပဲပေးရပြီးတော့အနက်သမားအနေနဲ့ကျတော့တန်ကြီးက30ကျော်ပေးရတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်စားမယ်ဆိုလို့ရှိရင်ဘယ်ဟာကိုအရင်စားမလဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်လွယ်လွယ်ကူကူပါပဲစောပိုင်းမှာပြောတဲ့တူပါလေတန်ဖိုးနဲတာနဲ့အရင်စားပြီးတော့အရင်စားရမှာပဲတန်ဖိုးနဲတာနဲ့အရင်စားပါမယ်တန်ဖိုးကြီးတဲ့ဟာတွေကိုနောက်မှာပဲထုတ်ရပါမယ်ဒါအရေးကြီးတဲ့သင်ခန်းစာဖြစ်ပါတယ်ဥပမာဒီပုံစံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျတော့တော်တော်လေးစဉ်းစားရခက်သွားပါပြီစားစရာလေးကပုံလေးတစ်လုံးကိုစားဖို့ရပါဒါပေမဲ့အဲ့ပုံလေးကိုကာကွယ်ထားတာကတခြားသော
အယုတ်တွေမရှိဘဲနဲ့ပုံလေးတစ်လုံးနဲ့ပဲကာကွယ်ပေးထားတာပါဒါဆိုလို့ရှိရင်အဖြူသမားဘက်ကဘယ်အယုတ်နဲ့ပဲစားအနည်းဆုံးတန်ဖို့3.25ပေးရပါပဲဒါပေမဲ့အဖြူသမားပေးရမှာကပုံနှလုံးဆိုတော့အများဆုံးမှ2ပဲပေးရမှာတကယ်တန်ဖို့တွက်ချက်ကြည့်မယ်ဆိုလို့ရှိရင်အဖြူသမားအနေနဲ့နဲ့ထားပါတယ်ဒါကြောင့်တနေရာကိုဟိုတန်ဖို့လဲတဲ့နေရာမှာဘယ်သူကသားတယ်လဲဆိုတာတွေကိုတော်တော်လေးသတိထားဖို့လိုပါတယ်ဒီ counting lesson တွေကြည့်တဲ့နေရာမှာအမြဲတမ်းပဲသူကလဲလို့ကိုကလည်းအကုန်လုံးတွေးသမျှလိုက်လဲရမယ်ဆိုတဲ့အနေထားမျိုးမဟုတ်ပါဘူးကိုယ့်ဘာသူကြိုက်တဲ့လောက်လဲလို့ရတယ်ဆိုလိုချင်တာကိုယ့်ဘက်ကအမြဲရတဲ့လောက်ပဲလဲဖို့လိုတာပါတွေ့သမျှအကုန်လုံးလဲလိုက်လို့ချင်းကိုယ့်ဘက်ကအဆုံးရှုံးနေဖြစ်သွားမှာပါဥပမာပြင်ပြောရမယ်ဆိုရင်လက်ရှိအနေထားမှာဆိုလို့ရှိရင်အနတ်သမားရဲ့အလဲပါအနတ်သမားကသူ့ရဲ့ကစားရုပ်2ရုပ်နဲ့လဲမယ်ဆိုလို့ရှိရင်ပြဿနာမရှိသေးဘူးပြောမယ်ဆိုလို့ရှိရင်တန်ဖိုးနည်းတဲ့အယုတ်2ရုပ်နဲ့လဲမယ်ဆိုရင်ပြဿနာမရှိသေးဘူးတကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့တန်ဖိုးအကုန်လုံးအယုတ်3ရုပ်လုံးနဲ့တွားပြီးတော့လဲလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကရှုံးမှာပါဒါမျိုးလဲတတိထားတဲ့အရာလို့ပြောရမှာပါလွယ်တဲ့ဟာလေးတွေကိုနမူနာအဖြစ်3ခုလောက်ထည့်ပေးလိုက်ပါတယ်ဒါကတော့အဖြူသမားရွှေ့လဲပါဒီဟာလည်းအဖြူသမားရွှေ့လဲပါပဲဒါလေးကတော့အနတ်သမားရွှေ့လဲပါ